ချစ်သူကြီးစားဘဝမှာမဒိမ်းမှုဆိုတာမရှိပါဘူးအန်ဒီချစ်သူကြီးစားမှားယွင်းကြပြီဆိုလို့ရှိရင်အဲ့ဒါမိန်းကလေးမှာပဲအပြစ်ရှိတာပါအန်ဒီဘာညီပြောတဲ့စကားချစ်သူချင်းမှားကြတဲ့ကိစ္စမှာကျူးလွန်တဲ့ယောက်ျားတွေအပြစ်မရှိဘူးပေါ့မိန်းမတွေကလော်မာလို့မလွဲမရှောင်တာလို့ယောက်ျားရဲ့ကျူးလွန်ရတယ်ဆိုတာညီကဆိုလိုတာလားအန်ဒီလိုဆွဲတွေးလို့ရပါတယ်အန်ဒီကျမဆိုလိုချင်တာရင်ခုန်တန်နောက်လိုက်ပြီးကိုတန်ဖို့ကိုထိုးကျွေးနေမိန်းကလေးတွေကိုပြောတာပါမိန်းမချင်းအတူတူသူ့ကိုတော့လက်ထပ်ပြီးရုံးပြေကြပေါင်းတယ်ကို့ကိုတော့လိုချင်တာယူပြီးထားခဲ့တယ်အဲ့ဒါဘာကြောင့်လဲအန်ဒီဒီမှာညီမသိရင်မှတ်ထားအဲ့ဒါလေအတုံးမကြတဲ့ယောက်ျားတွေနဲ့တာဝန်မယူချင်တဲ့ယောက်ျားတွေကြောင့်ဆိုညီငဲမြင်မှတ်ထားဒီမှာအန်ဒီယောက်ျားတစ်ယောက်ကတာဝန်ယူဖို့ဆိုတာသူ့ရင်ထဲကိုထည့်သိမ်းလိုက်တဲ့အဲ့ဒီမိန်းမရဲ့တန်ဖိုးနဲ့ပဲဆိုင်တာဒါလေညီလိုဘာဝရကောင်မဒါလေညီခုချက်တော့လိုက်တော့ညီမညော်ရမှာထပ်မမြင်ကြည့်ဘူးအလုံးနဲ့ထက်လာစားမလို့တော့ပါလေကျမလည်းစောကြီးကအလုပ်ထွက်ဖို့စဉ်းစားထားပြီးသားပါအန်ဒီအခုလိုအလုပ်ထုတ်လိုက်တော့ကျမမျက်နှာပူသွားတာတတ်တာသွားတာပေါ့